ကျန်နာဟာအမြဲတမ်းစွန့်စားလို့စိတ်ရှိသူတယောက်ပါဘလို့စင်ခေါ်မှုမျိုးဘလို့ရင်ခွင်စရာမျိုးကိုမဆိုနောက်ဆုတ်နေမဲ့သူမဟုတ်ပါဘူးဒါကြောင့်သူ့တငယ်ချင်းတွေက Whispering Hollow လို့ခေါ်တဲ့လူသူကင်းမဲ့ပြီးခြောက်ချစရာကောင်းတဲ့လမ်းမကြီးပေါ်မှာတယောက်တည်းကားမောင်းရမယ်လို့စင်ခေါ်လိုက်တဲ့အခါသူချက်ချင်းပဲဗက်ခံလိုက်ပါတယ်အဲ့ဒီညကလကွယ်ညတညဖြစ်ပြီးလမ်းမှာအလင်းရောင်ဆိုလို့ဂျန်နာကားရှိမီးရဲ့မှိန်ချော့အလင်းရောင်ပဲရှိပါတယ်အဲ့ဒီမီးရောင်ကပဲအမောင်တို့ကိုခက်ခဲဖြတ်တန်းနေရတာပါလမ်းဘေးတစ်ဖက်တစ်ချက်စီကထူထက်လာတဲ့တစ်တောအုပ်ကြီးဟာတစ်စိတ်ညင်တက်နေပြီးတစ်ကိုင်းချုပ်တွေကတော့ကားကိုလမ်းကုတ်ဆွဲတော့မယ်အတိုင်းအမိုးပေါ်ကိုနှိပ်ကျနေပါတယ်လေတိုးထန်ကတစ်ပင်တွေကြားတဲ့ဖြတ်တန်းတိုက်ခတ်ရင်ကြောက်မက်ဖွယ်ကောင်းတဲ့တရေတကောင်ညီးတန်လိုတန်တွေထပ်ပေါ်နေရကြောင်းဂျန်နာခါယိုးတစ်ချောင်းစိတ်ခနဲ့ဖြစ်သွားစေပါတယ် Whispering Hollow လမ်းမကြီးရဲ့အနက်ဆိုင်ဆုံးနေရာကိုရောက်လာတာနဲ့အမျှဂျန်နာစိတ်ထဲမှာစိုးရင်ထိတ်လန့်မှုတွေတိုးပွားလာတော့ပါတယ်လမ်းကအဆုံးမရှိစံတန်းနေပြီးလူအရေးရောင်လဲလုံးဝမတွေးရပါဘူးဒီလမ်းကဘာလို့ဒေတာကန်တွေကြားမှာဒီလောက်နာမည်ဆိုးနဲ့ကြိုကြားနေရတာလဲဆိုတာသူစဉ်းစားနေမိတယ်ဒီလမ်းပေါ်ရောက်လာပြီးပြန်မလာနိုင်တော့တဲ့ခရီးသွားတဲ့အကြောင်းတတိပေးထားတဲ့နမိတ်မကောင်းတဲ့ဇက်လန်းတွေလဲသူကြားဘူးခဲ့တာကိုရုတ်တရက်တိတ်ဆိတ်နေတဲ့ရေဒီယိုစီကနေတကြစ်မီးတန်းတွေထွက်လာပါတယ်တလန်းလုံးတိတ်ဆိတ်နေခဲ့ပေမဲ့အခုမှပုံပြက်နေတဲ့အတန်တစ်ခုထွက်ပေါ်လာတာပါကျန်တာရင်းတွေတဒင်းဒင်းခုန်လာပြီးထူးဆန်းတဲ့အတန်ကိုနားဆွင့်ဖို့ကြိုးစားလိုက်တယ်အတန်ကအခုချက်ချင်းထွက်သွားလို့ရှူးရှေ့အတန်နဲ့ပြောနေတာပါအတန်ကတိုးပေမဲ့ကြောချမ်းသွားစီလောက်အောင်ပြီးတတ်ပါတယ်ဂျန်နာစတီယာရင်ကိုတင်းကြပ်ဆုပ်ကိုင်းလိုက်ပြီးလီဗာကိုပိုနင်းမိတယ်သူကတရေပုံမြန်လောက်ကိုမကြောက်ဘူးဆိုတာတက်တေပြချင်နေခဲ့တာပါလမ်းကတော့အဆုံးမရှိစန့်တန်းနေတယ်လို့ပါပဲဂျန်နာအမြင်အာရုံတောင်စွန်းတွေမှာအရိမဲတွေလှုပ်ရှားနေတယ်လို့မြင်ရပြီးလမ်းမပုံကိုပုံတရံမမှန်တဲ့အရာတွေဖြက်ပြီးနေတာကိုတွေ့လိုက်ရပါတယ်ဒါတွေကတကယ်လားစိတ်ထင်တာလားသူမဝေးခွဲတတ်တော့ပါဘူးအကွေ့ကြမ်းတစ်ခုကိုကွေ့လိုက်တဲ့အချိန်မှာတော့ဂျန်နာကားမီးရောင်ကလမ်းလေကောင်းမှာရက်နေတဲ့အရာတစ်ခုကိုထိုးမိလိုက်ပြီးသူ့သွေးတွေအေးခဲသွားပါတယ်ဖြူဖြော်ပုံစံနဲ့မိန်းကလေးတစ်ယောက်ပါသူ့ဘာရဲ့ဆို့ရွှဲနေတဲ့သပင်ရှိတွေကမျက်နှာမှာကက်နေပြီးဟာလာရင်းလင်းဖြစ်နေတဲ့မျက်လုံးအိုင်ကြီးတွေနဲ့ဂျန်နာကိုစိုက်ကြည့်နေပါတယ်ဒီလမ်းမှာလိုက်စီးမဲ့သူကိုစောင့်နေတတ်တဲ့တဆိတ်အကြောင်းသူကြားဘူးတယ်မို့တတိအကုံမွေးကြတော့နင်းအစင်ပြေရလားလို့ဂျန်နာလှမ်းမေးလိုက်မိပါတယ်ဒါပေမဲ့ဒီနေရာကိုလာခဲ့မိတာအမားကြီးမားသွားပြီဆိုတာသူချက်ချင်းပဲသိလိုက်ပါပြီသူဒီနေရာကနေအမြန်ဆုံးထွက်သွားခြင်းနေပါပြီရုတ်တရက်ရေဒီယိုစီးကအတန်ထပ်ထွက်လာပြန်ပါတယ်နောက်ထပ်တမိုင်လောက်ပဲလိုတော့တာပါလို့အတန်ကပြောနေပါတယ်ဒါပေမဲ့ရေဒီယိုကဘာလို့ပိတ်မရတာလဲနောက်ဆုံးမှာတော့ Whispering Hollow လာမကြီးပေါ်မှာလမ်းမပြီးပျောက်ဆုံးသွားခဲ့တဲ့တခြားသူတွေလိုပဲဂျန်နာတယောက်ဘယ်တော့မှပြန်မရောက်ခဲ့ပါဘူးဘာတွေဖြစ်သွားခဲ့လဲဆိုတာလဲဘယ်သူမှသိခွင့်မရလိုက်ရပါဘူး